မဟုတ်ဘူးနော်အောက်ကိုမျောနေပြီအပေါ်မှာဘယ်ညာရှေ့ပဲထူးဆန်းလွန်တယ်မင်းသမီးလေးโอเคကောင်းကောင်းသတိထားပြီးကြည့်ကြပါဦး没有任何的迹象后面太夸张了吧ဒီပန်းသီးတစ်လုံးကိုကျွန်တော်လက်ထဲမှာမော်ဆန်ချင်းလေးလွတ်ပြလိုက်တာနဲ့ဒါလေးကအပေါ်ကိုဖြည်းဖြည်းချင်းမျောတက်လာလိမ့်မယ်အပေါ်အောက်ဘာအထုပ်ပတ်မှမရှိဘူးနော်ကဲဒီမော်ပင်ညာကိုဘယ်လိုလုပ်တာလဲဆိုတာကိုစက်ပြီးတော့ဖော်ပြပါမယ်ဒါကအရင်လွယ်ပါတယ်ကျွန်တော်အင်ဂျီမှာကျိုးမြင်ဖြူသေးသေးလေးတစ်ချောင်းချိတ်သက်ထားတာရှိနေတာပါအဲ့ဒီကျိုးကပန်းသီးနဲ့ချိတ်ဆက်ထားတယ်ပန်းသီးကနေမှန်ပြီးလူရှေ့ထိဆက်သွဲထားတာမြင်လားကျိုးကချိတ်ဆွဲထားတာလက်လွတ်လိုက်တာနဲ့ဒါလေးကလေထဲမှာလွင့်မျောနေလိမ့်မယ်နီးနီးလေးကတ်လိုက်ရင်ပြုတ်သွားလိမ့်မယ်ဝေးဝေးလေးနေလိုက်ရင်ပြန်တက်သွားလိမ့်မယ်ဒါပါပဲအရင်လွယ်ပါတယ်ဟုတ်ကဲ့ပါပန်းသီးလေလဲလွင့်မျောစေတဲ့ဒီမျက်လက်ရဲ့လွင့်ကွက်ကိုဗီဒီယိုကြည့်ရှုသူများပေါက်သွားလောက်ပြီးထင်ပါတယ်ကျွန်တော်ကတော့ကောင်းကြော်ပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်